င်္ဂလာပါဒီနေ့လေချက်ရအောက်ပိုင်းဒီနေရာလေးကိုအစီကြမယ်ဒီဘေးသားဒီနေရာလေးဒီနေရာနော်အစီကြမယ်နေရာပြီးရင်ဒီမလို့ main ကလေးတွေဒီအောက်ပိုင်းနေရာမှာမလိုအပ်တဲ့အစီပိုးတွေရှိတယ်အဲ့ဒါချမဲ့ဟာလေးရမင်းကစားပြမယ်ကြည့်မယ်โอเคအရင်ဆုံးနေရာကိုကက်ရမယ်ခြေထောက်ခွာလိုက်ဒူးခွေးလားခွေးပြီးနော်ခွေးပြီးဆိုရင်အောက်ကိုချမယ်ကြည့်ဒီမှာကတ်ရမယ်နော်1အမ2 3ကျွန်တော်အောက်ကမလှုပ်ဘူးနော်4 5ဒီချာကြည့်နော်ဒူးခွေးလိုက်ရမယ်6 7 8 9 10 1 2 3 4 5 6 7 8 9 10 being short time center short 1 2 3 4 5 6 7 8 9 10အဲ့ဒါမျိုးအကျိန်20 full set လေးကြောလို့ပါအကျိန်20လေးကြောလုံးဝလုပ်ပါလိချစ်ကန်နေမှန်သမျှကရမင်းကိုတိုင်ကစားပြီးမှရမင်းလူတွေရှေ့ကိုပြန်ပြီး sharing ပြန်လုပ်ပေးတာကိုတိုင်ထိအောင်မဲ့ဟာလေးတွေပို့ပေးတယ်တခုဒါလူတိုင်းဆော့လို့ရတဲ့လေချစ်ကန်လုပ်ပါရမင်းက main ကလေးကုံလုံးလက်စိတ်ချင်တယ်သိလားမင်းတော်တော်များများကအိုက်ပူတာများတယ်အဲ့လာလေးကိုလှုပ်စေချင်တယ်ကျေးဇူးအများကြီးတင်ပါတယ် thank you